အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ဗုဒ္ဓဟူးနေ့နေ့လည်စာလေးပါခင်ဗျာဗုဒ္ဓဟူးနေ့နေ့လည်စာ today special ကတော့ share ပါဗျာဒီမှာအတူအမြုပ်အစုံပဲဗျာနော်အတူအမြုပ်ကအစုံပါပဲခင်ဗျာဒီမှာပူစီနံယုံမရီဒီကကျဲဥပြီးတော့ကျွန်တော်တို့အခွာဒီပြီးတော့ဒီဟာကတော့စုပုတ်ရွက်ပါခင်ဗျာဒါအတူအမြုပ်ပါဒါတော့ငပိရေခင်ဗျာငပိရေပါခင်ဗျာငပိရေဒါတော့မုံလာဦးအချင်းဟင်းဗျာမုံလာဦးအချင်းဟင်းရှယ်ပဲဗျာမုံလာဦးအချင်းဟင်းဒီတော့ငါးဟင်းဗျာငါးစီပြန်ချက်ငါးစီပြန်ချက်ငါးဟင်းမှာခင်ဗျာငါးဟင်းကိုပီဗျာကိုပီကိုကြို့တယ်ဗျာကိုပီကိုကြို့ပါတယ်ခင်ဗျာကဲအားလုံး YouTube အမျိုးတွေခမင်းစားကြပါအောင်တော့ဗုဒ္ဓဟူးနေ့နေ့လည်စာလေးပါကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းနေတာလည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်